အားလုံးပဲမင်္ဂလာပါခင်ဗျာငါးလောက်ပြိုင်လူတက်မှုမူကင်းဖျဲမှန်အကြောင်းအရာကိုပြောပြပေးမှာဖြစ်ပါတယ်လွန်ခဲ့တဲ့2013ခုနှစ်လောက်ကထိုင်းနိုင်ငံစီပကနက်ခွန်မြို့မှာမိသားအစုလိုက်တက်ခံလိုက်ရတဲ့ဖြစ်ရဖြစ်ပါတယ်မိသားစု9ယောက်မှာဖခင်ဖြစ်တဲ့သူရဲ့အမည်ကတော့မော်ဖာလို့ခေါ်တယ်မြန်မာလိုဘာသာပြန်မယ်ဆိုရင်တော့ဒေါက်တာဖာလို့အမည်ရတယ်ပေါ့နော်နာမည်ရတဲ့အစံကြီးဆရာဝန်တို့မိသားစုကအရန်ကိုမှချမ်းသာတယ်လို့လည်းသိရတယ်ဒီဒေါက်တာဖားကသူကနွားတိုက်ပွဲတွေနွားပြေးပြိုင်ပွဲတွေကိုလည်းအရန်ဝါသနာပါတဲ့သူတယောက်လည်းဖြစ်တယ်တဲ့သူကိုယ်တိုင်နဲ့ဒီလောင်းကြီးတွေထပ်ပြီးတော့လောင်းရတာတွေလည်းသူဝါသနာပါတယ်တဲ့ပြီးတော့သူကိုယ်တိုင်နဲ့ဒီတိုင်နွားတွေကိုအများကြီးကိုလည်းမွေးမြူထားတယ်လို့သိရတယ်ပြီးတော့အရှိအောင်ဖရားတွေကိုစုဆောင်းပြီးတော့ပြန်လဲရောင်းချတဲ့အလုပ်ကိုလည်းဆရာဖားကလုပ်ကင်တယ်ဒီတိုင်နွားတစ်ကောင်ဆိုရင်ထိုင်းမှာနဲတဲ့ဈေးမျိုးမဟုတ်ဘူးပေါ့နော်ဗတ်တန်းနဲ့ရှိပြီးတော့ဈေးကြီးတဲ့နွားတွေလည်းရှိတယ်တိုင်နွားတစ်ကောင်ပေါ့နော်ဒီအရှိဟောင်းဖျားတွေဆိုရင်လည်းအရှိဟောင်းအရှိကြလေဖျားတစုကိုဗတ်တန်းနဲ့ရှိပြီးတော့ပေးရလိမ့်မယ်ပေါ့နော်အဲ့ဒီအလုပ်တွေကိုလည်းဆရာဖားကလုပ်ကြတယ်အဲကြောင့်ငွေကြီးမှာအရန်ချမ်းသာလို့မတမာတဲ့လူတစ်ယောက်ကဒီနေ့မှာတော့ဆရာဖားတို့မိသားစုကိုတွားရောက်ပြီးတော့ဓမြတိုက်တယ်ဆရာဖားကစေယုံမှာဂျူဒီချိန်ကြနေတဲ့အချိန်အိမ်မှာကဆရာဖားတို့အိမ်မှာဆရာဖားရဲ့ဇနီးရဲ့ကလေး3ယောက်ရဲ့ပဲကြံခဲ့တယ်အဲ့ဒါနဲ့ဒီမတမာတဲ့သူကဆရာဖားမရှိတဲ့အချိန်မှာအိမ်ကိုသွားပြီးတော့ဆရာဖားရဲ့ဇနီးဖြစ်တဲ့သူဓမြတိုက်တယ်ပေါ့နော်သူကဘတ်2တန်းလိုချင်တယ်ဆိုပြီးတော့ဓမြတိုက်တယ်ဒါဘတ်2တန်းမရှိတဲ့အကြောင်းကိုဆရာဖားရဲ့ဇနီးဖြစ်တဲ့သူကပြောပြတယ်အဲ့ဒါကိုလက်မခံဘူးဘတ်2တန်းပဲသူလိုချင်တယ်ဆိုပြီးတော့ဓမြအတင်းတိုက်တယ်အဲ့ဒီမှာတယောက်နဲ့တယောက်စကားတွေအခြေတင်များပြီးတော့ဆရာဖားရဲ့ဇနီးဖြစ်တဲ့သူကိုအိတ်ခမ်းထဲမှာပဲတနက်နဲ့ပြစ်ပြီးတော့တပ်ပလိုက်တယ်ကလေး3ယောက်ကိုတော့ကြိုးတွေချီထားတယ်ဆရာဖားပြန်လာတဲ့အချိန်ကိုဓမြစောင့်နေတယ်ဆရာဖားကစေးုံကနေပြီးတော့အလုပ်တာဝန်ပြီးတော့အိမ်ကိုပြန်လာတဲ့အချိန်မှာဓမြနဲ့တွေ့တယ်ဓမြကပြောလိုက်ပါတော့ခမည်းရဲ့ကလေး3ယောက်အသက်ရှင်ကျင်တယ်ဆိုရင်ကျွန်တော်ကိုဘတ်2တန်းပေးပါခမည်းတွေနွားရောက်ထားတာတွေလည်းကျွန်တော်သိရတယ်ပြီးတော့ရှေးအောင်ဖျားတွေစုဆောင်းထားတဲ့အားလုံးလည်းကျွန်တော်သိရပါတော့အဲ့ဒါတွေကျွန်တော်လိုချင်တယ်အဲ့နဲ့ပြောတဲ့အခါမှာဆရာဖားကပြောတယ်သူနွားရောက်တဲ့ပတ်သက်တွေလည်းမရှိဘူးပေါ့နော်တခြားလိုအပ်တဲ့နေရာတွေမှာသူအသုံးပြုပလိုက်တယ်သူလက်ထဲမှာအခုလက်ရှိရှိတာဘတ်3သိန်းပဲရှိတယ်လို့ဆရာဖားပြောတယ်ဒါကိုဓမြကမယုံသူဘယ်နှစ်တန်းပဲလိုချင်တယ်လို့ပြောတယ်ဆရာဖားဒီတိုင်နွားအများကြီးကိုလည်းရောင်းထားတယ်လို့လည်းသိရတယ်ဒီတိုင်နွားတွေတိုက်တဲ့အခါမှာအပြည့်ပြိုင်တဲ့အခါမှာသူလောင်းကြီးတွေလည်းသူနိုင်ထားတယ်လို့သိလို့ဒီဓမြရတယ်သူပိုင်တွက်ပြီးတော့သွားပြီးတိုက်တာပေါ့နော်ဆရာဖားလည်းသူ့လက်ထဲမှာဘယ်နှစ်တန်းမရှိတဲ့အကြောင်းကိုသူကပြောတယ်ဒါပေမဲ့ဓမြကလည်းအတင်းမရအောင်2တန်းရမှာအဲ့ဒါကြောင့်တရားအစင်မပြေမှုတွေဖြစ်ပြီးတော့ဓမြကဆရာဖားကိုတနက်နဲ့ပြစ်ပြီးတော့တပ်ပလိုက်တယ်ပြီးတော့ဒီကလေး3ယောက်ကိုပါအသက်ရှင်ခွင့်မပေးပဲတယ်ကလေး3ယောက်ကိုအိမ်ရဲ့အပေါ်ထက်ကိုတက်တဲ့ဒီကလေးကလက်တန်းမှာကျိုးဆွဲချပြီးတော့ရဲဆက်ဆက်တပ်ပလိုက်တယ်ဆရာဖားလို့မိသားစုသိဆုံးတာနဲ့ပတ်သက်ပြီးတော့ရွာသူရွာသားတွေဆရာဖားရဲ့လောက်ကဖော်ကိုင်ဘက်ဆရာဝန်တွေအပေါင်းဖော်တွေဆိုရင်အတော်လေးကိုမှစိတ်မကောင်းဝမ်းနဲ့ဖြစ်ရတယ်တဲ့ဒီဆရာဖားကလူနာတွေပေါ်မှာလည်းစေတနာမေတ္တာအပြည့်အဝနဲ့စိတ်ကူးတာပေးတယ်တဲ့သဘောနဲ့အရန်ကောင်းတယ်ပေါ့နော်ဒီရွာသူရွာသားတွေကလည်းဆရာဖားလို့မိသားစုအရန်ချစ်ခင်တယ်ဆရာဖားလို့မိသားစုကအရန်ဖော်ရွေပြီးတော့သဘောကောင်းတဲ့မိသားစုဖြစ်တယ်ပေါ့နော်ဒါကြောင့်ဆရာဖားသိဆုံးတာနဲ့ပတ်သက်ပြီးတော့တော်တော်များများကစိတ်မကောင်းဝမ်းနဲ့ဖြစ်ကြတယ်ပေါ့နော်အဲ့လူသက်သမားကိုရဲတွေကဒီမှုတွေကနဲ့ပတ်သက်စစ်ဆေးဖို့အတွက်ပေါ့နော်လိုက်လံဖမ်းဆီးတဲ့အခါကျတော့လူသက်သမားထွက်ပြေးသွားတယ်အဲ့ဒါ3လလောက်အထိလူသက်သမားကိုရှာလို့မတွေ့ဘူးပေါ့နော်ဒါနဲ့ရဲတွေကလည်းနောက်ဆုံးမှာဘလောက်အောင်စူးစမ်းလဲဆိုတော့ဖမ်းရန်ထုတ်လိုက်တယ်ဒီလူသက်သမားကိုဖမ်းဆီးနိုင်တဲ့သူပဲဖြစ်ဖြစ်အကြောင်းကြားနိုင်တဲ့သူဘန်းငွေ3သိန်းစုချမယ်ဆိုပြီးတော့ဖမ်းရန်ထုတ်လိုက်တယ်3လလောက်ကြာတဲ့အခါကျတော့ဒီဆရာဖားတို့မိသားစုကိုတက်တဲ့နော်လူသက်ဝန်ရမ်းပြေးရှိတဲ့နေရာကိုရဲတွေကသတင်းရပါတယ်အဲ့တော့ဒီစီပကနက်ခေါ်မျိုးထဲမှာတော့မဟုတ်ဘူးတခြားမျိုးကိုထွက်ပြေးသွားတယ်လို့သတင်းရတဲ့အခါကျတော့တခြားမျိုးကရဲတွေကလိုက်တဲ့စာကိုဖမ်းဆီးပြီးတော့စီပကနက်ခေါ်မျိုးကိုရဲတွေရှိကိုလွှဲပြောင်းပေးလိုက်တယ်ဖမ်းမိသွားပြီပေါ့နော်ဖမ်းမိသွားတဲ့အချိန်မှာဒီတေဆုံးမှုတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်သူ့ကိုစစ်ဆေးတဲ့အခါမှာဒီလူသက်သမားအတော်လေးကိုမှတွေးအေးတဲ့ပုံရတယ်လူသက်သမားပီတာတယ်ပေါ့နော်အားလုံးသူ့ပုံစံကြည့်ရတာပုံမှန်အတိုင်းပဲစိတ်လှုပ်ရှားနေတာတွေကြောက်ရွံ့နေတာတွေဘာမှမရှိဘူးတဲ့နေမြန်တဲ့အခါမှာလည်းသူဓမြတိုက်တယ်ဆိုတဲ့အကြောင်းရုံသူပြောပြတယ်ပေါ့နော်ဆရာဖားလို့မိသားစုကချမ်းသာတယ်လေတဲ့ပြီးတော့ဒီတိုင်နွားတွေအများကြီးတဲ့သူမွေးမြူထားတယ်အဲ့ဒီနွားတွေရောင်းထားတယ်လို့လည်းသူသတင်းကြတယ်တဲ့ဒီနွားတိုက်ပွဲတွေမှာလည်းလောင်ကြီးတွေကိုလည်းသူနိုင်ထားတယ်လို့လည်းသိလို့ပေါ့နော်ဓမြသွားတိုက်တာဆိုပြီးတော့လူသက်သမားကဓမြထွက်ဆိုတယ်ကလေးလေးတက်တဲ့အခါမှာတဲ့နောင်တရတာမျိုးတွေစိတ်မကောင်းတာမျိုးတွေဖြစ်လာလို့အဲဒီလူသက်သမားကိုမေးတဲ့အခါမှာသူဘာမှမဖြစ်ဘူးတဲ့က
ဒီကလေးတွေတက်လိုက်ရလို့သူစိတ်ထဲမှာနောင်တရခြင်းလည်းမရှိဘူးဆိုပြီးတော့အဲ့လိုမျိုးထွက်ဆိုတယ်ပေါ့နော်ဒီကင်မရာတွေနဲ့ရိုက်နေတဲ့အချိန်လောက်မှပဲသူကပြုံးပြုံးရွှင်ရွှင်နဲ့သူအဲ့လိုမျိုးပြောနေတယ်သူ့ပုံစံကြည့်ရတာပေါ့နော်သူဒီလိုလှုပ်လိုက်တဲ့လှုပ်ရက်ကြောင့်နောင်တရတာတစ်စက်မှသူ့ရဲ့မျက်နှာမှာရောအမူအရာမှာရောမတွေ့ရဘူးတဲ့အဲကြောင့်သူ့ကိုအတော်လေးကိုမှပေါ့နော်ပြည်သူပြည်သားတွေကဟိုစောင့်မြင်ကတ်ကြတယ်ပေါ့နော်တေတံပေးဖို့အားလုံးကတောင်းဆိုကြတယ်တဲ့ထိုင်းနိုင်ငံမှာဟိုအရင်တော့ခေဟိုတော့ပုံစံမျိုးဆိုလို့ရှိရင်ဒီလူဟာတေချာပေါက်ကြီးစံ9000နဲ့အဆုံးစီရင်ခြင်းကိုခံရမှာတေချာတယ်ပေါ့နော်ဒီဘက်ခေတ်ကိုရောက်လာတဲ့အခါမှာဆိုရင်ထိုင်းနိုင်ငံမှာဒီသေမိတ်ပေးတာမျိုးတွေမရှိတော့ဘဲနဲ့သေမိတ်အစားတက်တကျွန်းတွေပဲချမှတ်တာတွေကိုမြင်တွေ့ရတယ်ပေါ့နော်ဒီထိုင်းနိုင်ငံကမုတ်ကြီးဖြစ်မှန်တွေကျွန်တော်ဘာသာပြန်ပေးတဲ့အခါမှာသိရတဲ့လောက်ဆိုရင်အခုလူသက်ဓမြကိုလည်းတရားခံကိုလည်းတက်တကျွန်းချမှတ်တယ်လို့သိလိုက်ရတယ်ပေါ့နော်ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ထိုင်းနိုင်ငံကရဲတွေကဒီတရားခံကိုဖမ်းဆီးနိုင်တာတော့အတော်လေးကိုမှလေးစားရတယ်ဗျာကျွန်တော်တို့မြန်မာပြည်မှာလည်းပြီးခဲ့တဲ့2012 2013လောက်ကလည်းမိသားစုလိုက်အသက်ခံလိုက်ရတဲ့တဲ့င်းကြားလိုက်ရသေးတယ်ဒါပေမဲ့လည်းဖမ်းမိတယ်ဆိုတာကိုတော့မကြားလိုက်ရဘူးပေါ့နော်သိသွားတယ်ဆိုတာပဲကြားလိုက်ရတယ်ဖမ်းမိသွားတယ်ဆိုတာကိုတော့တဲ့င်းမကြားဘူးပေါ့နော်ဟုတ်ကဲ့ပါဒါတွေတော့ထားပါတော့ဒါတွေပြောရင်ဒေါ်တွေပါတယ်ဆိုတာဟုတ်ပါဒီနေ့ကျွန်တော်တင်ဆက်ပေးတာကတော့ထိုင်းနိုင်ငံစီပကာနက်ခွန်မြို့မှာဖြစ်ပျက်ခဲ့တဲ့မှုကင်းဖြစ်မဲ့အကြောင်းအရာလေးကိုပြောပြတင်ဆက်ပေးတာပဲဖြစ်ပါတယ်အဆုံးထိအောင်နားဆင်ခံစားကြည့်ရှုပေးကြတဲ့ကြည့်ရှုသူတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ရက်မြတ်မှာလည်းတခြားစိတ်ဝင်စားစရာကောင်းတဲ့ပရာလောကဖြစ်ရတဲ့ပါဝင်မှုကင်းဖြစ်မဲ့အကြောင်းအရာတွေကိုပါတင်ဆက်ပေးမှဖြစ်လို့အားလုံးပဲစောင့်မျှော်အားပေးကြပါလို့တောင်းဆိုပါတယ်အားလုံးပဲအသက်စီကျန်းမာစိတ်ချမ်းသာပြီးတော့လူရင်ဆန္ဒလေးပြေဝကြပါစေခင်ဗျာ